မင်္ဂလာပါဒီဗီဒီယိုဖိုင်မှာတော့ကျမတို့ကဖုန်းခေါ်တဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့ situation လေးတစ်ခု phone conversation လေးတစ်ခုအကြောင်းကိုကျမပြောပြပေးပါမယ်အဲ့တော့ကျမက Mr. John နဲ့ပြောချင်တဲ့အတွက်ဖုန်းခေါ်တယ်ဟိုဘက်ကဖုန်းကင်ပြီး hello ဆိုတဲ့အတန်ကြားတဲ့အခါမှာ I would like to speak with Mr. John ကျမ Mr. John နဲ့ဖုန်းပြောချင်လို့ပါ May I speak with Mr. John ကျမ Mr. John နဲ့ပြောလို့ရနိုင်မလားနော်အဲ့တော့ဟိုကနေခဏလေးကင်ပါလို့ပြောလိုက်မယ်အဲ့တော့ wait a minute please hold on a minute please စသဖြင့်ပေါ့နော်ခဏလေးကင်ပါအောင်အဲ့တော့တကယ်လို့များ Mr. John ကတခြားဖုန်းပြောနေတယ်ဒါမှမဟုတ်သူအလုပ်ရှုပ်နေရလို့သူကပြန်ပြောမယ်ပေါ့အဲ့တော့ he is on another call နော်သူတခြားဖုန်းပြောနေတယ် he is busy now သူအလုပ်ရှုပ်နေတယ်could you leave a message အဲ့တော့message လေးခင်ဗျားချန်ခဲ့မလားပေါ့နော်ဒါသူကပြန်ပြီးပြီဆိုလို့ရှိရင်ကျမက okay တကယ်လို့များကျမက Mr. John ကိုကျမကိုဖုန်းပြန်ခေါ်စီခြင်းလေဆိုလို့ရှိရင်အဲ့တော့ could you please tell him to call me back this is Mary အဲ့တော့ကျမတို့ Mary ပါ Mr. John ကျမကိုဖုန်းပြန်ခေါ်ဖို့ခင်ဗျားပြောပေးနိုင်မလားပေါ့နော်တကယ်လို့များကျမကိုဖုန်းပြန်ခေါ်မယ်ဆိုရင် okay I will call you back later နော်ခဏနေကျမဖုန်းပြန်ခေါ်လိုက်ပါမယ်နော်နောက်မှဖုန်းပြန်ခေါ်လိုက်ပါမယ်တကယ်လို့မြန်ကျမပြန်ခေါ်မဲ့အချိန်ကိုအတိအကျပေါ့နိုင်ဝက်နောက်နိုင်ဝက်မှာဖုန်းပြန်ခေါ်မယ်တနားရီမှာဖုန်းပြန်ခေါ်မယ်ဆိုရင်လည်းပြောလို့ရတယ်အဲ့တော့ I will call you back in an hour I will call you back in a half an hour စသဖြင့်ပေါ့နော်အဲ့လိုပြောလို့ရပါတယ် okay တကယ်လို့ဖုန်းကင်နေဆိုလို့ရှိရင်ကျမတို့pick up the phone answer the phone လို့သုံးလို့ရတယ်အဲ့တော့ဖုန်းချလိုက်တယ်ကျမဖုန်းချလိုက်တော့မယ်နော် I will hang up the phone လို့သုံးလို့ရပါတယ်Okay အခုကျမရဲ့ conversation လေးကိုကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျမရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်ယူလို့ရပါတယ်